Okay ဒီနေ့ day 5ရောက်လာခဲ့တဲ့လူအားလုံးကိုကျွန်တော် congratulate လုပ်ချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ဆိုရင်တဝက်ကိုကြော်လာခဲ့ပြီเนาะ day 7ဆိုတဝက်ကိုကြော်လာခဲ့ပြီအဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ပေါ့เนาะအဲ့တော့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်မင်းတငယ်ချင်းနဲ့တွေ့ခဲ့တယ်ဆိုရင်ဘယ်လိုပုံလေးလဲသူ့ရဲ့ပုံစံကအဲ့တော့လူတယောက်ရုပ်ရည်သွင်ပြင်ဆိုကျွန်တော်တို့တနည်းအားဖြင့်ကျွန်တော်တို့နေ့စဉ်ပြောတဲ့စကားထဲမှာပြောများဆုံးတဲ့တစ်ခုပါဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်တဲ့ vocabulary ပေါ့เนาะအဲ့အရာတွေကိုကျွန်တော်တို့ဒီနေ့လေ့လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖတ်ကြည့်အောင်ကျွန်တော်တို့ okay ဒီနေ့ဘာကျွန်တော်လေ့လာမယ်ဆိုရင်သူကဘယ်လိုပုံစံရှိတယ်လဲအဲ့ဒါကို English လို့เนาะအဲ့တော့ဘယ်လိုမေးမလဲပေါ့เนาะ naturally နောက်ပြီးရင်ကျွန်တော်ဝါတွေပိန်တွေကိုကျွန်တော်သိတယ်ဒါပေမဲ့ခက်ဝါဝခက်ပိန်ပိန်ခက်ပူပူပူတူတူဒီလိုစကားလုံးမျိုးတွေကိုကျွန်တော်ဘယ်လိုသုံးမလဲလေ့လာမယ်ပြီးရင်အာကာသလိုက်စားတာဘယ်လိုသုံးမလဲနောက်ပြီးသူ့ရဲ့သပင်ပုံစံတွေပြီးရင်ကိုယ့်ရဲ့အသားအရောင်ကိုဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲပေါ့เนาะဒါတွေကိုကျွန်တော်တို့ဒီ camera လေးလာဖြစ်ပါတယ်အဲ့တော့ပထမဆုံး describe beauty ဆိုတာတကူလုံးမှာရှိရဲ့เนาะခြုံငုံတဲ့အလှတရားပေါ့เนาะ the appearance ဆိုတာဒီကိုယ့်ရဲ့ရုပ်ရည်အသွင်အပြင် the appearance is the way you look ကိုကြည့်တဲ့ပုံစံအဲ့ကိုယ့်ရဲ့မျက်နှာပြင်သွင်ပြင်ဒီ appearance အဲ့တော့ we sometimes use different word to talk about beauty in men and women အဲ့တော့ယောက်ျားနဲ့မိန်းကလေးမှာကျွန်တော်တို့ဒီအလှတရားနဲ့ပတ်သက်ပြီးတော့เนาะသုံးတဲ့စကားလုံးတွေကွာတယ် for example woman can be attractive မိန်းကလေးကဆွဲဆောင်မှုရှိတယ်ယောက်ျားလေးဆိုရင် attractive မဖြစ်ဘူးလားဖြစ်တယ်ယောက်ျားလေးကိုလည်းနော် he is attractive အဲ့တော့နော်သူကဆွဲဆောင်မှုရှိတယ်နော် good looking ကြည့်လို့ကောင်းတယ်ယောက်ျားလေးကိုသုံးလို့မရလားရတယ်ယောက်ျားလေးကိုလည်းကြည့်ကောင်းတယ်သုံးလို့ရတယ် and we often use pretty to describe a girl ကောင်မလေးကိုကျွန်တော်ချစ်စရာကောင်းတယ်ဆိုတာကျတော့ကျွန်တော်တို့ pretty ဆိုတဲ့စကားလုံးတော့မိန်းကလေးမှာသုံးယောက်ျားလေးမှာသုံးလို့မရှိဘူးအဲ့တော့ we use beautiful or gorgeous for women who are very attractive gorgeous ဆိုတဲ့စကားလုံးကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့လုံးဝလှပကြော့ရှင်းနေတာလုံးဝเนาะဘယ်လိုပြောမလဲเนาะကောင်မလေးကြည့်လိုက်ရင်သုံးဖို့မျိုးသမီးလည်းဖြစ်ပြီးမကောင်မလေးဖြစ်ပဲเนาะသူကြည့်လိုက်တာနဲ့လုံးဝကြော့ရှင်းပြီးတော့လှနေသူเนาะသူ့ပုံစံကဘယ်လိုပြောမလဲစက်တီရှိလှနေတဲ့ပုံစံမျိုးဆိုကျွန်တော် gorgeous လို့သုံးတယ် okay ခုနကပြောယောက်ျားလေးမှာဆိုလဲ attractive တို့ good looking တို့သုံးတယ်အဲ့တော့မိန်းကလေးမှာ pretty သုံးပြီးမိန်းယောက်ျားလေးမှာကျွန်တော်ဒီ handsome ဆိုတာချောတယ်ဆိုတာလည်းကျွန်တော်ကြည့်ကောင်းတယ်ကျွန်တော်ပြောတာပေါ့လေเนาะခံညားတယ်ပေါ့ဒီမှာလို့တဲပါသားပြန်เนาะခံညားတယ်ပေါ့ okay နောက်တစ်ခုကเนาะ gorgeous ကိုယောက်ျားလေးမှာပဲသုံးယောက်ျားလေးမှာသုံးလို့ရတယ်ဒါပေမဲ့เนาะညာတော့အဖြစ်တော့ but not usually beautiful ယောက်ျားလေးကို beautiful လို့တော့သုံးထားမရှိဘူးအဲ့တော့မသုံးဘူးလို့တော့မပြောဘူးเนาะ pretty ကမိန်းကလေးမှာပဲသုံးတယ်ယောက်ျားလေးမှာမသုံးဘူးဒါပေမဲ့ beautiful ကိုယောက်ျားလေးမှာတစ်ခါတလေသုံးတယ်ဘယ်လိုသုံးတာလဲဆိုရင်ယောက်ျားလေးပုံမှန်အဖြစ်ဗျာယောက်ျားလိုမျိုးเนาะခန့်ညာတိတိကြီးရှိရတာဒါပေမဲ့သူ့ရုပ်ကတကယ်မိန်းကလေးရုပ်လိုမျိုးပေါက်ပြီးတော့ချစ်စရာကောင်းနေရဆိုရင်เนาะhe is beautiful เนาะအဲ့တော့ like her mom like his mom ပေါ့เนาะသူအမေနဲ့တူတယ်အမေနဲ့တူလောက်အောင်သူအဲ့လိုမျိုးသူ့ရုပ်ကသူ့အမေရုပ်လိုမျိုးပဲအဲ့လိုချစ်စရာကောင်းတယ်ဆိုရင်အဲ့တော့နော်ယောက်ျားလေးကိုလည်း beautiful သုံးလို့ရတယ် pretty ကတော့မိန်းကလေးမှာပဲသုံးတယ်ဒီစကားလုံးတွေကျွန်တော်တို့ရဲ့เนาะ conversation မှာထည့်သုံးမယ် Lion has become quite handsome Lion ကနော်အဖြစ်ဖြစ်နဲ့နော် become ဆိုတဲ့စကားလုံးကမဖြစ်တဲ့နေရာနေဖြစ်လာတာအဲ့တော့အရင်တော့ကအဲ့လောက်နော်မခံညာဘူးဆိုရင်ခန့်ညာဖြစ်လာတယ် Olivia was very pretty when she was younger အဲ့တော့ Olivia ကငယ်တော့အရန်ကိုနော်ရုပ်ချောတယ် Bella looked gorgeous in that dress ဒီ phrase လေးကျွန်တော် message တင်ပါတယ် in that dress ဒီဝတ်စုံနဲ့အရန်လာတာပဲဒီဝတ်စုံနဲ့အရန်မိုက်တာပဲအဲ့တော့ gorgeous လုံးဝနော်လှပကြော့ရှင်းနေတာBella ကဒီဝတ်စုံနဲ့လမ်းလှပကြော့ရှင်းနေတယ်နောက်တစ်ခုသုံးလို့ရသေးတယ်လုံးဝအဲ့လိုလှပကြော့ရှင်းလုံးဝနော်ဘယ်လိုပြောမလဲကြည့်လိုက်ရင်အပိုလုံးမရှိလုံးဝသူ့ရဲ့ပုံစံကြည့်ရတာနော်ရုပ်ရည်သွင်းပြင်းနော် glow ဖြစ်ပြီးတော့အရန်ကိုလှတဲ့ဟာကိုကျွန်တော်တို့ elegant လို့သုံးလို့ရ elegant elegant နော်elegant လို့ကျွန်တော်တို့နောက်ထပ်သုံးလို့ရပါသေးတယ် okay အဲ့တော့နောက်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ they are a very good looking couple ကျွန်တော်ခုနပြောလို့ပဲ good looking ဆိုတာဒီ good looking ဆိုတာယောက်ျားလေးကိုမိန်းကလေးကိုကျွန်တော်တို့သုံးလို့ရတာကိုကျွန်တော် good looking လို့သုံးလို့ရတယ်နော် sorry တော့ကျွန်တော် elegant ကနော် elegant နော် GAND sorry elegant elegant အဲ့တော့ elegant elegant okay ကိုဖြစ်လိုက်မယ်နော်မှားတော့မှာဆိုလို့ elegant elegant အရင်နော်လှပကြော့ရှင်းနော်လုံးဝ perfect ဒီပါဖြစ်နေရဆိုတော့ elegant လို့သုံးလို့ရတယ် okay ခုနကပြန်ကောက်ပါဆို good looking ဒီယောက်ျားမင်းမသုံးလို့ကြမလို့ couple ဆိုရင် good looking couple မင်းအောင်တော့ကြည်ကောင်းကြတယ်လို့ကျွန်တော်သုံးတာပေါ့ okay အဲ့တော့နောက်တစ်ခုဆက်သွားမယ်အဲ့တော့ size ဆိုတာလူတွေကဝါလားပိန်လားဒါကိုကျွန်တော်တို့ကမှာ size ကိုသုံးတယ် okay ဆိုင်နော်ကျွန်တော်ဟာဘယ်လိုဖြစ်တာလဲမသိဘူးချက်အဲ့တော့
let me see okay it's working okay အဲ့တော့ size တခုတယောက်ရဲ့အရွယ်အစားနဲ့ပတ်သက်လို့အဲ့တော့လူရဲ့ကျွန်တော်တို့ခန္ဓာကိုယ် size တွေပေါ့နော်ဝါလားပိတ်လားပေါ့နော်အဲ့တော့လူတယောက်အရက်မြင့်လားအဲ့တော့ a person height သူ့ရဲ့အရက်အမြင့်နော်နောက်ပြီးရင် weight သူ့ရဲ့ကိုယ်အလေးချိန်အဲ့တော့ကိုယ်အလေးချိန်ဆိုရင်တနိုင်ငံကျွန်တော်ကွာခြားမှုရှိတယ်ကျွန်တော်နိုင်ငံဆိုရင်ပေါင်နဲ့တိုင်းတယ်ထိုင်းဆိုရင်ကီလိုဂရမ်နဲ့တိုင်းတယ်နော်ဒီမှာဆိုရင်တွေ့စိတ်မယ်အဲ့တော့နော်နောက်ပြီးအရက်လည်းတူပဲထိုင်းဆိုရင်စင်တီမီတာတိုင်းရကျွန်တော်နိုင်ငံမှာဆိုတော့များသောအားဖြင့်inches တို့နော် feet တို့နော်ဟိုနာပေတို့ဘယ်နှပေနော်အဲ့တော့နော်9ပေ6လက်မတော့9ပေ9လက်အဲ့လိုမျိုးကျွန်တော်ပြောလို့ရှိတယ်အဲ့တော့ထိုင်းမှာကျွန်တော်စင်တီမီတာနဲ့သုံးတယ်အဲ့တော့ဟိုနော်ဒီ British တို့ပါတော့ဆိုရင်ကျွန်တော်တို့ကနော်ခုနမီတာသုံးတယ်1 meter 80တို့လိုမျိုးကျွန်တော်သုံးတယ်အဲ့တော့ okay အဲ့တော့ဒီမှာကြည့်အောင်သူတို့ဒီ I readily အကြမ်းမြင်နော် approximately လည်းတူပဲဒါပေမဲ့ speaking မှာကျွန်တော် readily ဆိုတဲ့စကားလုံးသုံးတယ်သို့မဟုတ် approximately သို့မဟုတ် about လောလောကူပြောဆို about နော်အဲ့တော့1 meter 80 1 meter နဲ့80ရှိတယ် and I weigh ဒီစကားလုံးကိုသိချာကြည့်ပါနော်အဲ့တော့အပေါ်ကစကားလုံးကအလေးချိန်ဒါဒီ noun ဖြစ်ပါတယ် weight weight ဒါပေမဲ့နောက်က t ဖြုတ်လို့တဲ့ခါမှာအားလုံးက weight လို့ပဲအတန်းထွက်နေကြသေးတယ် weight ပေါ့နော်အဲ့လိုမျိုးတကယ်တော့အဲ့လိုမဟုတ်ဘူးသူ့ရဲ့အတန်းလို့ဒီ weigh သူဒီ back ဖြစ်ပါတယ်အလေးချိန် c ဒီအလေးချိန်ဒီအဲ့တော့ဒါဒီ I not and I weigh just under 80 kilograms kilogram နော်80အောက်မှာပဲရှိတယ် if someone is not tall or short အရက်ပူလာလည်းသိရအရက်ရှည်ရလည်းသိရဒါပေမဲ့ပူလည်းမပူရှည်လည်းမဆိုကျွန်တော်ဘယ်လိုပြောလဲဆိုရင် medium height he is medium height အဲ့တော့ medium height ဆိုတာဒီအရက်ပုံမှန်အဖြစ်ပုံမှန်เนาะအဲ့နော်ဟိုဘယ်လိုပြောမလဲအလယ်လက်ရှိတာပေါ့ if a person very similar to most other people in average in height and weight သူ့ရဲ့ခန္ဓာကိုယ်ကတခြားလူတွေတော်တော်များများနဲ့เนาะပုံမှန်လောက်ပဲဆိုရင်သူ့ကိုเนาะ we can say they are average เนาะသူ့ရဲ့ size ကို average လို့ပြောလို့ရတယ်အောက်က conversation တွေတစ်ချက်ကြည့်ကြအောင် how tall ကျွန်တော်တရားရဲ့အရက်ကိုမေးမယ်ဆိုရင် how tall ဆိုတဲ့ကလုံးမေး how high လို့မမေးဘူးเนาะ how tall is Hana medium height I see ဒါပေမဲ့ I see ဆိုတဲ့ကလုံးလေးကျွန်တော်မှတ်စေချင်တယ်เนาะပြောရရင်တော့เนาะအဲ့ဒါ Hana အရက်ဘယ်လောက်လဲပြောရရင်တော့ပုံမှန်အဲ့တော့နောက်ရက်ကဟိုပုံမှန်လောက်ပါပဲအဲ့ဒါမျိုးဆို medium height ကိုပြောတာပေါ့အဲ့တော့အဲ့မှာဆို I see ဆိုတဲ့ကလုံးကိုကျွန်တော်တို့မြန်မာဝတ္ထုမှာတွေ့ဘူးလေဘယ်ဝတ္ထုမှာဆိုစာအုပ်လေးမှာတော့မှာ I say ကိုနှစ်မောင်ဆိုရင်နော်အဲ့မှာ I say လို့မြန်မာလိုရေးတဲ့ဟာဒီ I would say ဆိုတဲ့ကလုံးပြောတာပါ I say ဆိုတာပြောရမယ်ဆိုရင်လို့ကျွန်တော်တို့တိုင်းရဲ့ဘာသာပြန်လို့ရတယ်အဲ့တော့ I say medium height ပြောရမယ်ဆိုရင် medium height တော့ရှိပါတယ်okay အဲ့တော့ is macro quite big macro ကနော်ဒီကောင်ကြည့်လားနော် about average ပုံမှန်လောက်ပါပဲအဲ့တော့ပုံမှန်လောက်ပါဆိုရင် average ပုံမှန် size နော်ပုံမှန်ကျွန်တော်တို့ရှိရဲ့နော်ဒါကိုအရွယ်အစားဆိုရင် average လို့သုံးတယ် okay နောက်တစ်ခုထပ်သွားမယ်အဲ့တော့စပင်နဲ့ပတ်သက်တဲ့အရာတွေအဲ့တော့စပင်မှာဆိုရင်ကျွန်တော်တို့ဗမာမှာတော့များသောအားဖြင့်အမဲရောင်ရှိတယ်နောက်ပြီးရင်တချို့ကအညူရောင်ရှိတယ်နောက်နိုင်ငံမှာမွေးရလူတွေကတော့ကျွန်တော်တို့เนาะဒီခန္ဓာကိုယ်မှာထွက်တဲ့ melatonin ဆိုဟော်မုန်းတစ်ခုရှိတယ်အဲ့ဟော်မုန်းနည်းအတွက်ကြောင့်မလို့သူတို့ဒီစပင်နဲ့ရွှေရောင်အသားတွေဖြူတာမျိုးရှိတယ်เนาะအဲ့တော့ melatonin လား melanin လားmelanin sorry မှားသွားတယ်เนาะ melatonin ဆိုတာကအိတ်တဲ့ဟော်မုန်းเนาะအဲ့တော့ melanin ပေါ့เนาะအဲ့တော့ကျွန်တော်ဒီအသားကျွန်တော်အသားရည်ဆိုရင်เนาะညိုးနေတယ်ဘာလို့လဲကျွန်တော်တို့နေရောင်เนาะ Asian နေရောင်ရတော့ကျွန်တော်ဒီเนาะmelanin ဟော်မုန်းကြောင့်ကျွန်တော်ဒီဒီအသားရည်မျိုးပဲနောက်နိုင်ငံကျတော့အဲ့နေရာမရတော့သူဒီအဲ့ဟော်မုန်းမထွက်လာတော့နော်စပင်တွေကစမမဲနိုင်တော့အဲ့တော့ဒါဆိုရင်ကျွန်တော်စပင်ရွှေရောင်ဖြစ်တယ်နော်ကျွန်တော်ပမာတွေအဲ့ဒါ light တူပြီးတော့နော်ရွှေရောင် light ဆိုတယ်တကယ်တော့အမှန်တကယ်ကျွန်တော်တို့ရဲ့နော်ဒါအားတာချက်အဲ့တော့နော် BL1D blonde အဲ့ဒါ blonde ဆိုတာကစပင်ရွှေရောင် blonde or BL1D လည်းပေါင်းတယ် BL1D လည်းပေါင်းလုံးလုံးမှတ်ပါတယ်အဲ့တော့အဲ့ကနေစပင်ရွှေအရင်ရောင်ဖြစ်တယ်ဆိုရင် FAI က fair နော်အဲ့ဒါစပင်အညိုရောင်ဆိုရင် brown ကျွန်တော်ဘက်က brown ဆိုတော့ဒီလောက်မှာ brown ခေါ်တယ်ဒါကကျွန်တော် mahogany ရောင်လို့ကျွန်တော်ဘက်ကခေါ်ကြတယ်အဲ့တော့ dark တိုက်တဲ့အရာကိုကြိုက်တဲ့အရာပြောပါเนาะဒါပေမဲ့ဒီသပင်အချွေရောင်3ရောင်ကိုတော့နည်းနည်းလေးကျွန်တော်ခေါ်တဲ့စီသူတို့ဘက်ကအခေါ်ပေါ်နဲ့ခေါ်တဲ့စီကျွန်တော်အဲ့တော့ပြီးရင်သပင်ကောက်တာเนาะသပင်အဖြောင့်ဆိုရင် straight hair เนาะကောက်တာမှာကျွန်တော်တို့က3စင်းလောက်ရှိတယ်ဒီလိုလေးပြပြလေးကောက်တယ်ဆိုရင် wavy လို့သုံးတယ်เนาะတခြားကျွန်တော်တို့ဥမာ African တွေပေါ့နော် African ဆိုသပင်အရင်လုံးဝကောက်ချစ်လိန်အဲ့လိုမျိုးဟာပဲသူတို့ဆိုရင်တွန်းဆိုအဲ့ဆိုရင် curly လို့သုံးတယ်ဒီ wavy နဲ့ curly ကြားထဲမှာကျွန်တော်တို့မိန်းကလေးသမင်းညက်ဆိုင်သွားပြီးကောက်တဲ့ဟာမျိုးရှိတယ်အဲ့ဒါကိုတော့ကျွန်တော်တို့က FRIZZY frizzy လို့သုံးတယ် frizzy okay အဲ့တော့သူမမှာသမင်းကเนาะအဲ့တော့ cut line တော့ line တော့လိုမျိုးရှိတယ်သမင်း cut တော့လေးရှိတယ်အဲ့ဒါကျွန်တော်တို့က has got ဆိုတဲ့ကလုံးသုံးတယ် she has got ဒီအသုံးလေးမှာဒါပါ she has got straight hair she has got wavy hair she has got frizzy hair she has got curly hair အဲ့လိုသုံးတယ်အဲ့တော့
The being all show the being a cheese in no long not as a pound in long straight hair. The matter a content a long black straight hair, long straight black hair element don't about it. I don't know. The being a two no I don't know not a shaving a two line, a two like do not a lot of yet I have also in general short hair or long hair short hair. Charlie I don't know but not go working it, not go working it out, not a whole go working it out. I don't know at a go working so in know the shoot out of shoot out of a cone color. SHOULDER shoulder LENGDA shoulder length hair but cone go away in it no she has shoulder length hair she has fair shoulder length hair so fair so you know this been ရွှေရောင်နဲ့မရွှေရင်ရောင်ပေါ့နော်ရွှေရင်ရောင်တော့ shoulder length hair ရှိတယ်အဲ့လိုမျိုးသုံးကြတယ်ဒါဆိုရသမီးနဲ့ပတ်သက်လို့ရမယ်အဲ့နောက်ဒီဘက်ကိုမသွားခင်မှာကျွန်တော်မျက်နှာမှာရှိတဲ့အမွှေးမြင်တွေကြောင်းကျွန်တော်ပြောပြမယ်အဲ့တော့ဒီမျက်နှာမှာရှိအမွှေးမြင်တွေကျွန်တော်တို့ facial hair လို့သုံးတယ်အဲ့တော့ facial hair ပေါ့နော်သမီးမျက်နှာမှာရှိတဲ့ကျွန်တော်ဒီပေါက်နေအမွှေးမြင်တွေအကုန်လုံးခေါ်တာအဲ့တော့ဒီကျွန်တော်တို့ယောက်ျားလေးမှာရှိတဲ့ဒီအပေါ်မှာရှိတဲ့နော်နှာခမ်းမွေးခေါ်တာပေါ့နော်နှာခမ်းမွေးကိုကျွန်တော်တို့ကနော်ဘာလို့ခေါ်လဲနော်စဉ်းစားကြည့်ပါဦးနှာခမ်းမွေးနော်အဲ့နော်နှာခမ်းမွေးကို mustache လို့ခေါ်တယ် mustache နော်ဘယ်လိုစလုံးပေါင်းလဲဆိုရင်နော်ဟိုဘက်ကိုကျွန်တော်ပေါင်းပြလိုက်မယ် okay MUSTACHE mustache ဒါနှာခမ်းမွေးကိုခေါ်တာနော်အောက်ကနော်ဒီမှာရှိတဲ့နော်ဒီမှာရှိတဲ့ပတ်တိုင်းမွေးကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုရင် beard 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 ဒါပတ်တိုင်းမွေးကိုခေါ်တာနော်ပတ်တိုင်းမွေးခေါ်တာအဲ့တော့နော်ဒီပတ်တိုင်းမွေးနှာခမ်းမွေးဒါကိုကျွန်တော်နော် beard လို့ခေါ်တာ okay နောက်တစ်ခုဒီမှာအရေးပြားရည်နဲ့ပတ်သက်လို့ကျွန်တော်မပြောသွားဘူးကျွန်တော်တို့ဗမာမှာဆိုရင်တော့ဗမာအသားညိုတယ်အသားမဲတယ်မပါဘူးเนาะအဲ့တော့ဒီ African လိုမျိုးအသားမဲတယ်ဆိုရင်ကျွန်တော်တို့အဲ့တော့အဲ့သူဒီเนาะ dark เนาะ her skin is dark လို့ပြောလို့ရတယ် she has เนาะเนาะ she has got dark skin လို့ပြောလို့ရတယ်เนาะ dark ဆိုတာအသား African လိုမဲမှာသုံးတာเนาะပုံမှန်အဖြစ်မသုံးဘူးကျွန်တော်တို့ဒီဘက်က Asian လိုဟာမျိုးအသားညိုတယ်ကျွန်တော်တို့ဆိုရင်ဟိုမှာပုံမှန်အဖြစ်ဒီမှာဆိုရင်အသားညိုဒီဘက်ဝင်းတဲ့ဘက်နဲ့ရောက်သွားအဲ့ဒါဆိုကျွန်တော်ဘာလို့သုံးလို့ဆိုရင်ကျွန်တော်တို့ကနော်ဟိုဘယ်လိုပြောမလဲတန်လွင်သီးလိုအယောင်မျိုးပေါ့နော် OLIVE olive skin လို့သုံးတယ် olive skin နော် olive skin တဲ့နည်းနည်းလေးထပ်ညိုသွားရင်ကျွန်တော်တို့ကနော်ဘာသုံးလို့ဆိုရင်နေလောင်ထားတဲ့အသားရည်ပေါ့သုံးပေါ့ခက်ညိုခက်မိုင်းသားရည်ဆိုရင် tan လို့သုံးတယ် TAN နော်တတော်နော် tan skin အဲ့ဒါထပ်မဲတော့မှကျွန်တော်ခုနပြောတယ် dark skinနော် okay အသားဖြူတာကကျွန်တော်တို့က FAIR fair skin ပုံမှန်အသားဖြူလူလိုသူလိုဖြူတာနော်ဟိုမှာကျွန်တော်ဗမာတွေအသားတချို့ဖြူရလို့ရှိပါအဲ့လိုမဟုတ်ဘဲနဲ့နော်တရုတ်တွေဆိုရင်အရန်ဖြူစုံနေအဲ့လိုဟာမျိုးဆိုကျွန်တော်တို့က pale skin လို့ပြောတယ် PALE pale skin လုံးဝအသားဖြူစုံနေဆို pale skin ဒီမှာထိုင်းနေဆိုလဲစေးထိုးရဆိုအဲ့လိုအရန်အသားဖြူစုံသွားပြီဆိုရင်စက်ကူလိုဖြူလိုက်ဆိုရင်အဲ့ဒါဆိုကျွန်တော်တို့ဒီ pale skin လို့သုံးတယ် okay ဒါတအားနဲ့ပတ်သက်လို့ဟုတ်ပြီဆက်သွားမယ်နော်အဲ့တော့တရားရဲ့ပုံပန်းတမျိုးကျွန်တော်ဘယ်လိုပြောလဲဆိုရင်နော်ဘယ်လိုပြောလဲဆိုရင် what does Sophia boyfriend look like Sophia ရဲ့ကောင်လေးကဘာလဲတူလဲအဲ့တော့ဒီမှာမှတ်ထားမယ်ပတ်တန်ဒီ what does someone look like ရှေ့မှာတော့ကလူတယောက်ရဲ့စိတ်နေစိတ်ထားကဘယ်လိုလဲလို့မေးရမပြောနဲ့နော်အဲ့တော့စိတ်နေစိတ်ထားဘယ်လိုလဲဆိုရင် what is someone like နော်ဒါသူရဲ့ character သူရဲ့ personality ကိုမေးတာဒီဟာကျတော့ကျွန်တော်ရုပ်ရည်သမီးမြင် what does someone like what does your sister like မင်းအမဘယ်လိုပုံလေးလဲ what does your brother like what does your friend like လူမျိုးကျွန်တော်တို့တယောက်ရဲ့ရုပ်ရည်သမီးကိုမေးဒီ phrase လေးကိုကြက်ထားပါ character မျိုးဆိုတော့ what is your sister like what does your sister look like ဒီမှာသုံးတယ်နော်အဲ့တော့ is blonde and quite good looking နော်သူကသမီးရွှေရောင်ရှိတယ်ကြည့်ကောင်းတယ် is he tall နော်အရက်ရှိလားဆိုတော့ဒီမှာtallish ခက်ချေပါပဲအဲ့တော့ခက်ရှည်ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ပုံမှန်ရှည်ဆိုလဲရှည်ဆိုလဲပုံမှန်ရှည်ပေါ့ပုံမှန်တက်တော်နည်းနည်းပိုရှည်ဒါပေမဲ့အဲ့လောက်ဒီသူများရဲ့ရက်ရှည်ကိုပြောရလောက်အောင်အဲ့လောက်ရှည်တာပေါ့အဲ့တော့ခက်ရှည်ဆိုတာကနည်းနည်းလေးဘယ်လိုပြောမလဲသူပုံမှန်နဲ့တားရဒါပေမဲ့ဟိုရှည်ဆိုတဲ့နေရာလည်းမရဘူးပေါ့အဲ့တော့အဲ့ခက်ဆိုတဲ့ကလုံးလေးကိုကျွန်တော်တို့နော် IS is လေးပေါင်းပြီးတော့သုံးတယ်ပြီးရင်ကျွန်တော်ထပ်သင်ပေးမယ်အဲ့တော့ back is got broad shoulder ပခုံးပြင်ကျဲတယ်နော်အဲ့တော့တချို့ကလိုပခုံးပြင်ကျင်းတယ်ဆိုရင် narrow shoulder လို့သုံးတယ် he looked very athletic နော်အားကစားဘယ်လိုပြောမလဲအားကစားဆော့တဲ့လူလိုပဲ athletic ဆိုတာနော်ဘယ်လိုပြောလဲနော်
အားသာလိုက်စားတဲ့ပုံပေါက်တယ်နော်ခြေလွတ်ပဲအဲ့ဒါလေသူကြည့်ရအားသာလိုက်စားတယ်အဲ့တော့နော်ကိုကကြန့်ခိုင်တယ်ပေါ့ဒါကိုပြောချင်တာ strong and healthy ကိုပြောတာနော် I think he does a lot of sport နော်အားသာအရင်ကစား is he quite smart မှတ်ကောကြရလား yes he dresses quite well ကောင်းကောင်းဝတ်စားထားပါတယ်အဲ့ဒီမှာအဓိကမှတ်စရာဒီနော် ISA is ရဲ့ athletics ဆိုတဲ့ကလုံးလေးရဲ့နောက်ပြီးရင်ကျွန်တော်တို့ကနော်ဟိုလူတွေကရွေးတယ်ဘယ်လိုမြင်မလဲဆိုရင် what does someone look like ဒီလိုမျိုးမြင်တယ် okay နောက်ဆုံးတစ်ခု is ဆိုတဲ့ကလုံးလေး is ဆိုတဲ့ကလုံးလေးကျွန်တော်တို့ကတစ်ခုခုကိုအချိန် short ပေးလိုက်တာနော်တော့အရက်ရှိရ tallish အရက်ခက်ချီချီ short နော် shortish ခပ်ပူဆိုတာသူများတော့ပူတယ်ဒါပေမဲ့ဂျပူလောက်ပူလားဆိုတော့မပူဘူးအဲ့ကြားထဲမှာရှိနေတဲ့ဟာမျိုးတွေဆိုရင်နော် shortish အဲ့တော့ဒီမှာဆိုရင် long ဆိုသမင်းချီလားဆို long kiss ဆိုရင်အရင်ရှည်လည်းမဟုတ်ဘူးဒါပေမဲ့တိုလည်းမတိုးနေအဲ့တော့နော် long kiss ဆိုတာခက်ရှည်လို့သုံးတယ်အဲ့တော့ခက်ပြီးတော့ပြောရရင်အရောင်နဲ့ပတ်သက်ရင် GRE ရဲ့ green ဆိုရင်လုံးဝစိမ့်ရောင်ဒါမျိုးကျွန်တော်တို့ဒီမှာရှိတဲ့အရောင်တွေဒါဆိုအစိမ့်ရောင်အဲ့တော့အဲ့အစိမ့်ရောင်တွေကျွန်တော်ခက်ရော့တယ်အဲ့တော့နောက်က ISH ပေါင်းတယ် greenish ဆိုရင်အခုကျွန်တော်ဒီ background မှာရှိတဲ့အရောင်လိုမျိုးခက်ဖြော့လုံးဝဖြူစွတ်လာလည်းမဟုတ်ဘူးအဲ့ခက်ဖြော့အစိမ့်ဖြော့ရောင်ဆိုရင်နော်အဲ့တော့ဘာလို့ပြောလဲစိမ့်တိန်ပေါ့နော်အဲ့တော့တို့မို့နော်ဒီလိုဆိုရင်လည်းဒါအပြာရောင်လေးခက်ပြခက်မိုင်းဆိုရင်ပြတာအဲ့လိုမျိုးနော်ဖြူတူနော်အဲ့တော့ဒီလိုမျိုးနော်အရောင်လေးကိုခက်မိန်အရောင်လိုဟာမျိုးဆိုကျွန်တော်တို့ဒီ ISH ကိုပေါင်းတယ်ဒါပေမဲ့ကနန်းလိုဟာမျိုးကိုကျွန်တော်တို့က ISH ပေါင်းရင်တော့ကျွန်တော်တို့ဒီ nearly ပေါ့နော် around လို့ကျွန်တော်သုံးတယ်ဥပမာ I am ကျွန်တော်30အသက်30ပတ်ချလဲဆိုရင် I am 30 years လို့သုံးတယ် ISH ပေါင်းတယ်30 years ပုံမှန်အဖြစ်နော် I am နော် nearly 30လို့ပြောချင်တယ်ရဒါပေမဲ့ဒီမှာပိုးဆန်လေးပြောနေဆို I am 30 years ဟော तू က30လားကက်နေပြီပဲ30ပတ်ချလဲလို့သုံးနေတာအဲ့တော့ဒီမှာရှိတဲ့ ISH လေးကို adjective နဲ့ပေါင်းပြီးတော့အဲ့လိုမျိုးလေးเนาะအဲ့တော့အလှည့်ပြောင်းလေးသုံးဖို့ကနန်းနဲ့ပေါင်းပြီးတော့အလှည့်ပြောင်းလေးလုပ်ပြီးတော့စသုံးကြည့်ပါ okay အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့เนาะ appearance ပတ်သက်တဲ့เนาะ vocabulary အများကြီးလာနိုင်သွားမယ်လို့ပြောနေပါတယ် okay အားလုံးကျေးဇူးတင်ပါတယ်